နဲ့မောင်နဲ့ခုမှတွေ့တာလူပါမဝရင်တို့ကပြောကြတော့ရည်စရာပါထမင်းကလေးတို့တို့ဝက်ကညငယ်စင်မှာလူတွေမဝင်ခင်သေးတော့အလှပြင်စင်ရှာရင်ရင်ကုန်းကုန်းပြောမယ်တော့တသက်မှုပြည့်တော်ရရရှင်တွေကစီပရီလောက်ခါတုံးတပါတယ်အုံမခွက်ကိုရှာဒေါ်လာပြား15ပြားလောက်ဆွဲရထားကိုမြားကမြောက်စားပြီးမဲ့ဟိုတုန်းကလည်းမပြောပါကိုမြားကမြောက်စားပြီးမဲ့ဟိုတုန်းကလည်းမပြောပါကျမတို့စီကိုလိုက်လို့ပို့ပါလိုက်လို့ပို့မယ်ပြောလို့သူညာတယောက်ထားကြတော့နေနေရအတော်မလို့တော်အစမ်းမလို့ပြောနှဝင်ချိုးမလို့ပြောသဘောကြိုက်ဖြစ်မလိုက်နိုင်ပါပြီတခါရွှေပြည်ဆိုလွန်ဖို့